သူမရဲ့နာမည်ကတော့မယ်လင်ဖြစ်ပါတယ်။အခုချိန်မှာတော့သူမဟာဂျင်မှာအားကစားလုပ်ပြီးရဲ့နောက်သူမရဲ့ချစ်သူနဲ့အတူကလေးတွေကိုမူကြိုပို့ဖို့ပြင်ဆင်နေရဖြစ်ပါတယ်။ဒါဟာသူတို့ရဲ့နေ့စဉ်လုံရိုးလုံစဉ်တစ်ခုပါပဲ။ဒါပေမဲ့ဒီအခိုက်အတန့်ပြီးရင်တော့ဘသူကမှသူမကိုနောက်ထပ်မြင်တွေ့ရတော့မှာမဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့နိုင်အနေငယ်ကြမှာပဲသူမရဲ့ချစ်သူကကလေးတွေကိုတွားကြဖို့တယောက်တည်းပြန်လာခဲ့ပြီးတော့မဲလင်ကတော့ဘာစားနှမ်းမှမကြမ်းပဲရုတ်တရက်ပျောက်ဆုံးသွားခဲ့လို့ပဲဖြစ်ပါတယ်။မဲလင်ပျောက်ဆုံးပြီးသွားတာနဲ့သူ့ရဲ့ညီမတွေကလည်းလက်ကမ်းစာဆောင်တွေနဲ့အတူမဲလင်ကိုလိုက်ပြီးတော့ရှာဖွေနေခဲ့ပါတယ်။သူမပျောက်ဆုံးနေတာက2 လကျော်ကြာနေခဲ့ပါပြီ။လူမှုတိုင်းဝမ်တစ်ခုလုံးကတော့အကြီးအကျယ်ရှာဖွေမှုတွေလုပ်ခဲ့ကြတယ်လို့စုံထုတ်တွေကလည်းသူမအပေါ်မှာတကယ်ဘာဖြစ်ခဲ့တယ်လဲဆိုတာကိုနားလည်ဖို့စူးစမ်းခဲ့ကြရပါတယ်။အမှန်တရားပေါ်ပေါက်လာတဲ့အခါမှာတော့ဒီစုံစမ်းစစ်ဆေးမှုဟာမန်နီဆိုးတာပြည်နယ်မှာပဲအဆိုးရွားဆုံးရာဇဝတ်မှုတွေကတစ်ခုဖြစ်ကြောင်းဖော်ပြခဲ့ရပါတယ်။ဒီအမှုကြောင့်ကိုအစာအဆုံးသိချင်ရင်တော့ကျမနဲ့အတူတူဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြပါအောင်ရှင်။ဗီဒီယိုမစခင်မှာတော့ကျမရဲ့ Little Cloud ပိုင်ဝမ်ဆိုတဲ့ channel လေးကို follow နဲ့ subscribe လုပ်ပေးထားဖို့လဲတောင်းဆိုချင်ပါတယ်ရှင်။ဒီနေ့ရဲ့ဇာတ်လမ်းကတော့အမေရိကန်ပြည်နယ်မင်နီဆိုးတာမှာရှိတဲ့ဝီနိုနာမြို့လေးစီကိုခေါ်ဆောင်သွားမှာဖြစ်ပါတယ်။ဝီနိုနာဟာ1852ခုနှစ်မှာ Mrs. B. Megan Bay မှာတည်ထောင်ခဲ့တဲ့တမိုင်းဝင်မျိုးလေးဖြစ်ပြီးတော့တောင်ကုန်းတောင်တန်းတွေနဲ့လှပရဲ့တဘာဝရှုခင်းတွေကြောင့်လူသိများခဲ့ပါတယ်။အဲ့ဒါအပြင်ဝီနိုနာပြည်နယ်တက္ကသိုလ်တရှိရာပညာရေးနဲ့ရည်ကျင်းမှုဗဟိုချက်လည်းဖြစ်ပါတယ်။မြို့ရဲ့လူဦးရေကတော့26,000 ခန့်ရှိပါတယ်။ဒီမြို့လေးမှာပဲမာလင်ဆိုတဲ့အမျိုးသမီးငယ်လေးတို့ကနေထိုင်ခဲ့ပါတယ်။သူမကို1996ခုနှစ်ဇွန်လ1 ရက်နေ့မှာမွေးဖွားခဲ့ပြီးတော့သူမရဲ့အချိန်အများစုကိုမိသားစုနဲ့အတူဝီနိုနာမြို့လေးမှာပဲဖြတ်တန်းခဲ့ပါတယ်။သူမကဒေးဗစ်နဲ့ခရစ်တို့ရဲ့အငယ်ဆုံးသမီးဖြစ်ပြီးတော့အမားဖြစ်သူမီဂန်နဲ့အကိုဖြစ်သူစတီဗင်တို့နဲ့အတူကြီးပြင်းခဲ့ပါတယ်။ငယ်စဉ်ကလေးကမစ်တဲကရွှင်ရွှင်ပြပြနဲ့တက်ကြွရဲ့ကလေးတစ်ယောက်ဖြစ်ပြီးတော့ပတ်ဝန်းကျင်ကိုလည်းညှို့ထွေးမှုပေးနိုင်တဲ့သူလို့လူသိများခဲ့ပါတယ်။အရွယ်ရောက်လာတဲ့အခါမှာလည်းသူတစ်ပါးအပေါ်ကျင်နာတတ်သူအားကိုးထိုက်သူနဲ့မိသားစုအပေါ်တန်ရုံးစင်ကြီးမားသူအဖြစ်အားလုံးကသတ်မှတ်ကြပါတယ်။တက္ကသိုလ်တက်တဲ့အခါမှာလည်းဖော်ရွေပြီးတော့လူချစ်လူခင်ပေါ်များသူတစ်ယောက်ဖြစ်ခဲ့ပါတယ်။ဘွဲရပြီးရဲ့နောက်မှာတော့မီနီဆိုးတာပြည်နယ်ရိုချက်စတာမြို့မှာရှိတဲ့မန်ယိုကလင်းနယ်မှာဆေးဘက်ဆိုင်ရာသုတေသနညှိနှိုင်းမှုအဖြစ်အလုပ်ဝင်ခဲ့ပါတယ်။အလုံးမလုံးတဲ့အချိန်တွေမှာလည်းပြည်သူ့ကျန်းမာရေးစီမံခန့်ခွဲမှုဆိုင်ရာမဟာဘွဲ့အတွက်မီနီဆိုးတာတက္ကသိုလ်မှာဆက်လက်ပညာသင်ကြားနေခဲ့ပါတယ်။တက္ကသိုလ်တက်နေစဉ်အတွင်းမီတဲကအာနန်ဆိုတဲ့လူငယ်တစ်ယောက်နဲ့ဆုံတွေ့ခဲ့ပါတယ်။သူတို့နှစ်ယောက်ကတက္ကသိုလ်တက်နေတော့မှပဲပထမဆုံးရင်သွေးလေးရခဲ့ပြီးတော့မိသားစုအဖြစ်အတူတူနေထိုင်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။အာနန်ကပညာသင်နေမပြီးဆုံးခင်မှာပဲကျောင်းကထွက်ခဲ့ပြီးတော့အွန်လိုင်းဈေးကွက်ရှာဖွေရေးလုပ်ငန်းတွေမှာဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။နောက်ပိုင်းမှာသူတို့ရဲ့ဒုတိယမြောက်ရင်သွေးလေးထပ်ရခဲ့ပါတယ်။ဒါပေမဲ့2020ခုနှစ် COVID-19 ကပ်ရောဂါအတွင်းမှာအာနန်ကလုံပြုတ်သွားခဲ့ပြီးတော့ကလေးတွေကိုအိမ်မှာပဲတည်ရှိဖို့ဆုံးဖြတ်ခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီးမစ်တဲဟာမိသားစုရဲ့အဓိကဝင်ငွေရှာဖွေသူဖြစ်လာခဲ့ပါတယ်။2023ခုနှစ်မတ်လ31ရက်နေ့မှာမစ်တဲကကျင်းသွားဖို့အိမ်ကနေထွက်ခဲ့ပါတယ်။သူမပြန်လာတဲ့အခါမှာတော့အာရန်ကအိမ်မှာရှိတဲ့သူ့အမေရဲ့ပစ္စည်းအချို့နဲ့အခြားပစ္စည်းတွေကိုသူငှားထားတဲ့ကိုတောင်နဲ့တွားထည့်ဖို့ရှိတယ်လို့ပြောခဲ့ပါတယ်။သူမကနောက်မှအပြင်သွားဖို့ရှိရကြောင်းမလို့သူမရဲ့မီနီဖင်ကားကိုသုံးလို့ရမလားလို့အာနန်ကမေးခဲ့ပါတယ်။အဲ့ဒီမနက်ခင်းအစီအစဉ်ကတော့ရိုးရှင်းပါတယ်။မေလင်နဲ့အာနန်တို့ကကလေးတွေကိုမူကြိုသွားဖို့ကြမယ်။ပြီးရင်သူမကအလုပ်ကိစ္စအစည်းအဝေးတက်မယ်။ပြီးတော့မှအိမ်ကိုပြန်လာမယ်ဆိုတဲ့အစီအစဉ်မှာ
အဲ့ဒီနောက်မှာတော့အာဒန်ကသူ့မိဘရဲ့ရှိတဲ့မေဘယ်မျိုးဘက်ကိုကားမောင်းထွက်ခဲ့ပါတယ်။ဒါပေမဲ့လမ်းမှာသူ့တယ်လာတဲ့ပစ္စည်းတွေကသူ့မိဘရဲ့စီပို့ရမယ့်ဟာတွေမဟုတ်ဘဲနဲ့ကိုယ်တော်နဲ့ထည့်ရမယ့်ပစ္စည်းတွေဖြစ်နေတာကိုသိလိုက်ရတယ်လို့ပြောပါတယ်။အဲ့ဒါကြောင့်သူကကိုယ်တော်ကိုတိုက်ရိုက်သွားပြီးပစ္စည်းတွေကိုထည့်ခဲ့ကအိမ်ကိုပြန်လာခဲ့ပါတယ်။သူအိမ်ပြန်ရောက်လာတဲ့အခါမှာတော့မိတဲ့ကိုမတွေ့ရတော့ပါဘူး။ထိုးဆန်းတာကမိတဲ့သုံးရမယ့်သူ့ရဲ့ကိုယ်ပိုင်ကားကအိမ်မှာပဲရှိနေသေးဖြစ်ပါတယ်။သူကသူမစီကိုအကြိမ်ကြိမ်ဆက်သွယ်ပေးမဲ့ဘာအကြောင်းပြန်ချက်မှမရခဲ့ပါဘူး။ဒါကြောင့်သူဟာကလေးတွေကိုတတ်ကြိုပြီးမေဘယ်မျိုးကသူ့မိဘရဲ့အိမ်ကိုတွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့အာဒန်ကမိတဲ့ရဲ့တငယ်ချင်းတစ်ယောက်ကိုဖုန်းဆက်ပြီးမိတဲ့ကိုတွားကြည့်ပေးဖို့အကူအညီတောင်းခဲ့ပါတယ်။ဒါပေမဲ့မိတဲ့ရဲ့မိခင်ခရစ်စတာကလည်းတမီဖြစ်သူဖုန်းဆက်လို့မရတာကြောင့်စိတ်ပူနေခဲ့ပါတယ်။မိတဲ့ရဲ့တငယ်ချင်းအိမ်ကိုရောက်တဲ့အခါမိတဲ့ရဲ့ကားကအပြင်မှာရပ်ထားတာကိုတွေ့ရပါတယ်။အာဒန်ကသူမတကားမဖွင့်ဘူးလို့ပြောတဲ့အခါရဲကိုချက်ချင်းအကြောင်းကြားဖို့ပြောခဲ့ပြီးရဲတွေရောက်လာတဲ့အခါအိမ်ထဲကိုဝင်ရောက်စစ်ဆေးခဲ့ကြပါတယ်။အိမ်ထဲမှာတော့ထိုးစက်နဲ့အချက်တချို့ကိုတွေ့ရပါတယ်။အဲ့ဒါတွေကတော့မိတဲ့ရဲ့ဖုန်းကအိမ်ထဲမှာပဲရှိနေပြီးတော့အိမ်ရခင်းတွေပျောက်ဆုံးနေရပဲဖြစ်ပါတယ်။စုံတော့တွေကအာဒန်ကိုဖုန်းဆက်မေးမြန်းခဲ့ပါတယ်။အာဒန်ကသူမကိုမနက်10:00 နာရီဝန်းကျင်မှာနောက်ဆုံးတွေ့ခဲ့တာဖြစ်ပြီးတော့သူမဖုန်းမကင်တာကြောင့်တယောက်တည်းကလေးတော့ကြိုခဲ့ရလို့ဖြစ်ကြခဲ့ပါတယ်။အဲ့ဒါအပြင်သူတို့ကအရက်တောင်းလေးမရှိသလိုသူမသွားလေးရှိတဲ့ကလပ်တွေဒါမှမဟုတ်အဖွဲ့အစည်းတွေလည်းမရှိဘူးလို့ဆိုပါတယ်။ဒါပေမဲ့စုံစမ်းစစ်ဆေးသူတွေကအိမ်ထဲမှာကျန်ခဲ့တဲ့မိတဲ့ရဲ့ဖုန်းနဲ့ပတ်စံအိတ်တွေကိုကြည့်ပြီးသူမကမိမိဆန္ဒအလျောက်ပျောက်ဆုံးသွားတာမဟုတ်ဘူးလို့ခောက်ချက်ချခဲ့ပါတယ်။ချက်ချင်းပဲစုံစမ်းစစ်ဆေးမှုဟာသူမရဲ့ပုံကိုယ်ရေးဘဝဘက်ကိုဦးတည်သွားခဲ့ပါတယ်။မိတဲ့ရဲ့တငယ်ချင်းကတော့သူမကိုအနေနဲ့ပြုနိုင်သူဟာအာဒမ်ပဲဖြစ်နိုင်တယ်လို့ချက်ချင်းအဖြေပေးခဲ့ပါတယ်။တကယ်တော့သူတို့ကအိမ်တအိမ်ထဲမှာတူတူနေကြပေမဲ့လမ်းခွဲထားကြတာတော့လအတော်ကြပြီဖြစ်ပြီးတော့မိတဲ့ကအိမ်ပြောင်းမှုနေရရှာနေတာလည်းဖြစ်ပါတယ်။အာဒမ်ကအလုံးမလုံးဖဲနဲ့ဗီဒီယိုဂိမ်းတွေပဲစော်နေတာကြောင့်ဆက်ဆံရေးပြပြခဲ့တာဖြစ်ပြီးအာဒမ်ဟာသူမရဲ့အပေါ်ကိုကြီးလက်ရောက်ကျူးလွန်ခဲ့ရရှိတယ်လို့လည်းဆိုပါတယ်။စုံစမ်းစစ်ဆေးမှုတွေအရအာဒမ်ပြောတဲ့အချိန်စရာတွေဟာလွဲမှားနေတာကိုတွေ့ရပါတယ်။မနက်9:45နဲ့10:00နာရီကြားမှာအာဒန်ကမိတဲ့ရဲ့ကားလိုက်စီပြကိုသူ့ကားလိုက်စီပြနဲ့လဲလှယ်နေတာကိုတွေ့ရှိခဲ့ရပါတယ်။ဒါကရဲတွေရဲ့စောင့်ကြည့်ကင်မရာတွေကနေရှောင်ရှားဖို့ကြိုးစားနေရလို့ယူဆရပါတယ်။အဲ့ဒါအပြင်သူသွားခဲ့ရဆိုတဲ့လမ်းကြောင်းမှာ45မိနစ်ခန့်ပျောက်ဆုံးနေတဲ့အချိန်တစ်ခုရှိနေပါတယ်။အဲ့ဒီအချိန်မှာသူဘယ်ကိုသွားခဲ့လဲဆိုတာကိုဘယ်သူမှမသိပါဘူး။2023ခုနှစ်ဇွန်လ9ရက်နေ့မိတဲ့ရဲ့29နှစ်မြောက်မွေးနေ့အပြီးတပတ်အကြာမှာရဲရာရှိတို့ဟာမေဘယ်မြို့အနီးမှာရှိတဲ့မိသားစုပိုင်မြေကွက်တစ်ခုမှာထူးဆန်းတဲ့အရာတစ်ခုကိုတွေ့ရှိခဲ့ပါတယ်။အဲ့ဒါကတော့အိမ်ရခင်းနဲ့ထုတ်ပိုးပြီးတရင်မဲတွေနဲ့ပတ်ထားတဲ့အထုပ်တစ်ခုဖြစ်ပါတယ်။အဲ့ဒီအထဲမှာတော့မဲလင်ရဲ့ရုံလောင်းကိုတွေ့ရှိခဲ့ရပါတယ်။သူမရဲ့လေပင်မှာကျိုးတစ်ချောင်းပတ်ထားတာကိုလည်းတွေ့ရပါတယ်။အဲ့ဒီနေ့မှာပဲအာရန်ကိုဖမ်းဆီးခဲ့ပြီးတော့ဒုတိယအဆင့်ညှို့တက်မှုနဲ့တရားစွဲဆိုခဲ့ပါတယ်။နောက်ပိုင်းမှာတော့သူဟာပျောက်ဆုံးမှုမတိုင်ခင်တရက်အလိုမှာသူ့ဖုန်းက tracking အားလုံးကိုပိတ်ထားခဲ့တာလေ။အိမ်ကစောင့်ကြည့်ကင်မရာတွေကိုဖြုတ်ထားတာကိုလည်းတွေ့ရှိခဲ့ရပါတယ်။အဲ့ဒါအပြင်မိတဲ့မှာကဒေါ်လာ3,900 တန်ဖို့ရှိတဲ့အသက်အမာခံရှိနေတာကိုလည်းတွေ့ရှိခဲ့ရပါတယ်။2024ခုနှစ်စောင်းဦးရာသီမှာပြုလုပ်တဲ့တရားခွင်မှာဂျူရီအဖွဲ့ကအာဒန်ကိုပြစ်မှုအလုံးမှာအပြစ်ရှိကြောင်းဆုံးဖြတ်ခဲ့ပါတယ်။2024ခုနှစ်ဒီဇင်ဘာ18ရက်နေ့မှာတော့သူ့ကိုထောင်ဒဏ်တစ်သက်ကြုံပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။အာဒန်ကတော့သူကအပြစ်မရှိကြောင်းနောက်ဆုံးအချိန်ထိညှင်းဆိုခဲ့ပေမဲ့တရားသူကြီးကတော့သူ့ရဲ့လုပ်ရဟာမ
မိသားစုနဲ့ပုံဝင်ခြင်းအပေါ်ကြီးမားတဲ့ထိခိုက်မှုတွေဖြစ်စေခဲ့ရလို့မှတ်ချက်ပြုခဲ့ပါတယ်။မိတဲ့ရဲ့ကလေးတွေကသူတို့ရဲ့မိခင်မရှိပဲကြီးပြင်းကြရမှာဖြစ်ပါတယ်။ကြီးဖြစ်ရဟာငြိမ်းချမ်းမှုဒါမှမဟုတ်ပျော်ရွှင်စရာကောင်းတဲ့စသိမ်းမျိုးမဟုတ်ဘဲနဲ့ဝမ်းနည်းစရာကောင်းတဲ့ဖြစ်ရတဲ့တစ်ခုအဖြစ်ကြံ့ရစ်ခဲ့ရပါတယ်။